အဆိုဘကိုကြည့်ရင်တော့ Facebook ကအမုန်းစကားနဲ့ propaganda ဝါဒဖြန့်မှုအတွက်အဓိကလက်နက်ဖြစ်ခဲ့ပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ Eco Initiative ရဲ့ podcast အစီအစဉ်မှာတော့မကြသေးမီကကျင်းပခဲ့တဲ့လူမျိုးရေးမုန်းတီးမှုနဲ့လူမျိုးတုံးတပ်ဖြတ်မှုဆွေးနွေးပွဲကနေရရှိလာတဲ့အချက်အလက်တွေကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီဆွေးနွေးပွဲမှာလူမျိုးရေးမုန်းတီးမှုတွေကလူ့အဖွဲ့အစည်းကိုဘယ်လိုမျိုးဒုက္ခပေးနေတယ်လဲဆိုတာကိုပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြပါတယ်ပထမဆုံးအနေနဲ့ဆွေးနွေးပွဲမှာထောက်ပြခဲ့တာကတော့လူမျိုးရေးမုန်းတီးမှုဟာအလိုလိုဖြစ်ပေါ်လာတာမဟုတ်ပဲစနစ်တကျဖန်တီးခံရတာဖြစ်တဲ့ဆိုတဲ့အချက်ပါရခိုင်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ပြည်ပကတွေကိုကြည့်ရင်ရခိုင်ဗုဒ္ဓဘာသာဝင်တွေနဲ့အစ္စလာမ်ဘာသာကိုးကွယ်သူမွတ်စလင်တွေကြားယုံကြည်မှုကင်းမဲ့အောင်လှုံ့ဆော်ခံခဲ့ရတယ်လို့မွတ်စလင်လူမျိုးတွေဆိုရင်ကြောင်းတက်ခွင့်ပိတ်ပင်နိုင်မှုအထိလူမှုတဟဇာတာဖြစ်မှုကိုထိခိုက်စေခဲ့ပါတယ်အဆိုးဆုံးကတော့ identity မိသူမျိုးအဖြစ်ချင်းကိုတရားသေသတ်မှတ်ပြီးဒီလူမျိုးမို့လို့ဖယ်ကျင်ရမယ်ဆိုတဲ့အစွန်းရောက်အတွေးခေါ်တွေကိုနိုင်ငံရေးကစားကွက်အဖြစ်အသုံးချခဲ့တာကိုလည်းထောက်ပြခဲ့ကြပါတယ်မုန်းတီးမှုတိုင်းကလူမျိုးတုံးတပ်ဖြတ်မှုဂျီနိုဆိုက်အဆင့်ကိုမဖြစ်ခဲ့ပေမဲ့ဂျီနိုဆိုက်တိုင်းကတော့စနစ်တကျစီစဉ်ထားတာဖြစ်တယ်လို့ဆွေးနွေးခဲ့ကြပါတယ်။အုပ်စုတစုကိုအစွန်းတစ်ဖက်စီရောက်အောင်တွန်းပို့တာတစ်ဖက်သားကိုလူလုံးမမြင်နိုင်အောင်ဝါဒဖြန့်တာတွေကအဓိကအခြေခံအကြောင်းရင်းတွေပါ။ဥပမာစွန်းကန်ချိန်မှာစရိထွေးရဲ့ဖြစ်စဉ်ကစပြီးသွေးစုအောင်ဖန်တီးခဲ့တာတွေတရားမတော်မှုနဲ့ဂျာဝေဖြန့်ပြမှုကင်းမဲ့ခဲ့တာတွေကလည်းဒီအခြေအနေကိုစိုးဝါးသွားစေခဲ့တာဖြစ်ပါတယ်။လူမျိုးရေးမုန်းတီးမှုကိုတစ်ဖက်တစ်လမ်းကနေအထောက်အကူဖြစ်စေခဲ့တဲ့ social media ရဲ့အခန်းကဏ္ဍကိုလည်းအကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုဘကိုကြည့်ရင်တော့ Facebook ကအမုန်းစကားနဲ့ propaganda ဝါဒဖြန့်မှုအတွက်အဓိကလက်နက်ဖြစ်ခဲ့ပါတယ်။ Facebook ရဲ့ content moderation အကြောင်းအရာစီစစ်ထိန်းချုပ်ခြင်းကိုသေချာမလုပ်ခဲ့တာတွေသုံးစွဲသူတွေရဲ့ critical thinking ဝေဖန်မှတ်ချက်နိုင်စွမ်းအားနည်းတာတွေနဲ့ media literacy မီဒီယာဆိုင်ရာသိနာလည်မှုမရှိခဲ့ခြင်းတွေကသတင်းမှန်တွေကိုဖုံးကွယ်စေခဲ့ပြီးသတင်းမှားတွေကိုအားကောင်းစေခဲ့ပါတယ်။အကောင့်မှာဘာတွေရှိသလဲဆိုတာကိုပြန်ဆန်းစစ်ကြည့်ရင်တော့အခုနောက်ပိုင်းအမုန်းစကားစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေပေါ်လာတာခန်းစားကြရသူတွေပြည်ရမှန်တွေကိုပြန်ဖော်ထုတ်ပြီးတရားမျှတမှုအတွက်တောင်းဆိုမှုတွေလုပ်လာနိုင်တာတွေကတော့အားတက်စရာဖြစ်ရတွေပါ။မြန်မာပြည်မှာဖြစ်ခဲ့တဲ့ဂျီနိုဆိုက်မှာ HP ရဲ့အခမ်းကဏ္ဍကလည်းအလွန်ကြီးမားခဲ့ပါတယ်။2012ခုနှစ်နောက်ပိုင်း969လှုပ်ရှားမှုတွေစစ်ကောင်စီရဲ့အကောင့်တူပေါင်း6800ကျော်ကနေရိုဟင်ဂျာနဲ့မွတ်စလင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာတွေကထင်ရှားတဲ့တာရကတွေပါပဲ။နိုင်ငံပိုင်မီဒီယာတွေကလည်းရိုဟင်ဂျာ identity ကိုညှင်းပယ်ဖို့ဝါဒဖြန့်ခဲ့တယ်လို့အဲဒီအချိန်ကလူလူချစ်ခင်တဲ့ဆယ်လီတွေကိုယ်တိုင်နိုင်ငံရေးအရာကော National Security ဆိုတဲ့နိုင်ငံတော်လုံခြုံရေးစသဖြင့်အကြောင်းပြချက်တွေနဲ့ရိုဟင်ဂျာတွေပေါ်အမုန်းတရားတွေဖြစ်စေမဲ့အမြင်တွေကိုထပ်ပေါင်းပေးခဲ့တာတွေလည်းရှိပါတယ်။ဒါဆိုရင် NGO တွေနဲ့ CSO တွေကတော့ဘာတွေလုပ်နိုင်ခဲ့တယ်ဆိုတာကိုကြည့်ရအောင်ပါ။ NGO တွေ CSO တွေအနေနဲ့မှန်ကန်တဲ့သတင်းတွေပြန်ပေါင်းအောင်လုပ်တာသတင်းမှားတွေကိုစစ်ဆေးကြနဲ့လူမှုတခါစရာဖြစ်မှုကိုအထောက်အကူပြုမဲ့စီမံကိန်းတွေကြောင့်ရခိုင်နဲ့ရိုဟင်ဂျာတွေကြားမှာအမုန်းတရားတွေလျော့ပါလာပြီးအတူတကအလုံးလုံးလာနိုင်တာမျိုးတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာတော့စစ်တပ်ကပြည်သူအချင်းချင်းရန်တိုက်ပေးတာဥပမာရိုဟင်ဂျာလူမျိုးတွေကိုရခိုင်လူမျိုးတွေရဲ့နေအိမ်တွေကိုကိုယ်တိုင်မိရှုဖို့ခိုင်းစေတာတွေကြောင့် NGO တွေလည်းခက်ခဲတဲ့အနေအထားမှာရှိနေပါတယ်။ဒီကောချုပ်အနေနဲ့ဆွေးနွေးပွဲကနေထွက်ပေါ်လာတဲ့အနှစ်ချုပ်ကတော့မုန်းတရားတွေနဲ့ယုံကြည်လက်ခံထားခဲ့တဲ့အမားတွေကိုပြန်လည်ဆန်းစစ်ပြီးစွန့်လွတ်နိုင်ဖို့ပဲဖြစ်ပါတယ်။ခွဲခြားဆက်ဆံမှုတွေကိုကျော်လွှားဖို့ identity politics ကိုသုံးတဲ့အခါလူလူကြားတဲ့အမုန်းတရားတွေထပ်ဝင်မလာနိုင်အောင်စောင့်ကြည့်ကြားစီကြရပါမယ်။အမုန်းတရားတွေကိုတကယ်လက်တွေ့တိုက်ဖြတ်နိုင်ဖို့ကတော့ကိုယ်တိုင်ပါဝါတိဆောက်ပြီးအားကောင်းအောင်လှုံ့ဆော်နိုင်ခြင်းကသာအဖြစ်ဖြစ်ပါတယ်။လူလူချင်းစီရဲ့အကျဉ်းစာရိတ္တကကိုယ်ကွယ်တဲ့ဘာသာလူမျိုးကြားမှဖြစ်တည်မှုနဲ့မဆိုင်မှုဆိုတဲ့အယူဆကိုလိုးထောင်ဖို့လိုအပ်ပါတယ်။တမိုင်းမှာမှားခဲ့တဲ့အမားတွေပေါ်မှာသင်ခန်းစာယူပြီးလူသားဆန်တဲ့ဖြစ်ရပ်တွေကိုပြန်လည်ဖော်ပြခြင်းအပြင်လူမှုစည်းလုံးညီညွတ်မှုကိုပြန်လည်တည်ဆောက်ရမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကမြန်မာနိုင်ငံမှာခေတ်ဆက်ဆက်အမြင့်တွယ်နေတဲ့လူမျိုးရေးမုန်းတီးမှုတွေကြောင့်လူ့ဖွဲ့စည်းပေါ်တက်ရောက်ခဲ့တဲ့ဖြစ်ရပ်ပေါ် Eco Initiative အဖွဲ့ဝင်တွေကြားဆွေးနွေးမှုကိုပြန်လည်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။အားလုံးပဲအမုန်းခစ်စင်ပြီးတာယာတဲ့အနာဂတ်ကိုအတူတူဖန်တီးရအောင်ပါ။